သူမက custom security မှာရှိတဲ့အာနာကိုအသုံးချပြီးပို့ဆောင်တော့မဲ့ခေါင်းတလားတစ်လုံးကိုလျှို့ဝှက်စွာလမ်းပြောင်းလိုက်တယ်အဲ့ဒီခေါင်းတလားထဲမှာအလားမဟုတ်ပဲခရိန်းနဲ့တောင်မတွေ့နိုင်တဲ့ရွှေတုံးတန်ချိန်ကြီးရှိနေခဲ့တယ်သူမခင်ပွန်းခချင်းလက်စီကဖုံးရပြီးနောက်သူမကခေါင်းတလားကိုညာရင်းချင်းမြို့ပြင်ဘက်တည်သွားတယ်ပြီးတော့ရွှေတုံးတွေကိုတုံးချင်းမြေအောက်မှာမြုပ်လိုက်တယ်ဒီလိုလုံးမှသာသူတို့အသက်ကိုယာယီကယ်နိုင်မှာဖြစ်တယ်မူလကရှီလာနဲ့လက်ပရိုဟာနေစိတ်မှာအလုံးလုံးကြပြီးတည်ငြိမ်ပြီးဂုဏ်သိက္ခာရှိတဲ့ဘဝကိုနေထိုင်ခဲ့ကြတယ်ဒါပေမဲ့မကြခင်ကလက်ဟာလောင်းကစားရဲနေဝင်သွားခဲ့တယ်နောက်ဆုံးမှာတော့မာဖီးယားစီဒေါ်လာ680သူညအကျွေးတင်သွားတယ်အတိုးမြင့်ကျွေးတွေကြောင့်သူနိုင်ငံသားထွက်ပြေးခဲ့ရတယ်ရှီလာရဲ့ဘဝကလည်းချက်ချင်းပျက်စီးသွားခဲ့တယ်သူမရဲ့အခန်းတွေအေးခဲသွားပြီးပတ်စံလည်းမကြံတော့ဘူးခင်မုန်းကလည်းရက်အတော်ကြာအဆက်အသွယ်ပြတ်နေခဲ့တယ်သူမကလက်ရဲ့လုံခြုံရေးကိုအမြဲစိုးရိမ်နေခဲ့တယ်အဲ့ဒီနေ့မှာတော့လက်ကရုတ်တရက်ဆက်သွယ်လာပြီးနေစိတ်မှာတွေးဖို့ပြောလိုက်တယ်ဒါပေမဲ့ရှီလာကနေ့လေလုံးစောင့်ခဲ့ပေမဲ့လက်ကပေါ်မလာခဲ့ဘူးအစားသူမကိုလိုက်မေးနေတဲ့လူတယောက်ရောက်လာတယ်သူမကအဲ့ဒီလူကိုခင်မုန်းရဲ့အကျွေးရှင်ဘက်ကလွတ်ထားသူမှန်းသိလိုက်တယ်ချက်ချင်းပဲသူမကအလုပ်နေရာကိုပြန်ပုံးလိုက်ပြီးမန်နေဂျာကိုဒီအကြောင်းသတင်းပို့လိုက်တယ်အဲ့ဒီလူပြန်လာရင်သူမအလုပ်ထွက်သွားပြီလို့ပြောဖို့မှလိုက်တယ်တစ်ဖက်မှာတော့နိုင်ငံသားမှာရှိတဲ့လက်ဖာခိုင်းသားတွေရဲ့ဖိအားပေးမှုကိုခံနေရတယ်ဒါပေမဲ့သူတို့ကအကျွေးပြန်ဆက်ဖို့မတောင်းဘူးအစားဖက်ဝက်ဖြစ်တဲ့သူ့အနေထားကိုအသုံးချချင်ခဲ့တယ်အထူးခါကတခုတဲပို့ပြီးအကျွေးကြေအောင်လုပ်ပေးမယ်လို့ပြောတယ်အဲ့ဒီခါကတော့ရွှေတုံးတွေနဲ့ပြည့်နေတဲ့ကောင်းတလားပဲဒါကိုကြားတော့လိုက်ဖကစိတ်လှုပ်ရှားသလိုတစ်ဖက်မှာလည်းစိတ်သက်သာသွားတယ်ဒီလောက်အောင်မြင်သူလွတ်မြောက်နိုင်မှာဖြစ်တယ်သူပူးပေါင်းဖို့တေချာစေဖို့ခိုင်းသားတွေကရှီလာကို hostage အဖြစ်ဖမ်းဖို့တောင်စီစဉ်ထားခဲ့တယ်ဒါပေမဲ့ lip နဲ့ရှီလာတို့ဟာအရန်ချစ်ကြတဲ့ဆုံတွဲဖြစ်ပြီးသူဒီအနေကိုမစွန့်စားရဲခဲ့ဘူးဒါကြောင့်အင်တာရဲရောက်နေချိန်မှာသူရှီလာကိုဖုံးဆက်ပြီးအခြေအနေအားလုံးကိုရှင်းပြလိုက်တယ်ပြီးတော့အမြန်ဆုံးထွက်ပြေးဖို့ပြောလိုက်တယ်ရှီလာကအသေးစိတ်မေးခင်မှာပဲ lip ကဖုံးမြန်ချသွားခဲ့တယ်ရှီလာကသူပြောတဲ့အတိုင်းပစ္စည်းတွေထုတ်ပိုးလိုက်တယ်ဒါပေမဲ့ထုတ်ပိုးနေတဲ့အချိန်မှာပဲတကားဖောက်ဝင်တန်းကြားလိုက်ရတယ်ခိုင်းသားတွေရောက်လာခဲ့ပြီးကြောက်လန့်သွားတဲ့ရှီလာကချက်ချင်းဘာကနေပေါ်မှာသွားပုံးလိုက်တယ်သူတို့ဝင်ရှာခဲ့ပေမဲ့ဘာကနေအစုံမှာပုံးနေတဲ့ရှီလာကိုမတွေ့ခဲ့ဘူးခိုင်းသားတွေပြန်ထွက်ဖို့ပြောနေတဲ့အချိန်မှာရှီလာကအောက်ထပ်ကိုခုန်ချလိုက်တယ်ပြီးတော့ခြုံပုတ်တွေနောက်မှာပုံးကသူတို့လက်ကနေလွတ်မြောက်သွားတယ်နောက်တော့ရှီလာကဘတ်ပေါ်တက်ပြီးခဏပုံးနေဖို့စီစဉ်လိုက်တယ်အဲ့ဒီအချိန်မှာပဲလစ်ကထပ်ဖုံးဆက်လာတယ်သူကအကျွေးပြေလဲသွားပြီလို့လိန်ပြောပြီးစိုးရိမ်မနေဖို့ပြောလိုက်တယ်ပြီးတော့နောက်နေ့အလုံးမှာခေါင်းတလားတစ်လုံးကို security ဖြတ်ခွင့်ပေးဖို့တောင်းဆိုလိုက်တယ်ရှီလာကတန်တရားဝင်ခဲ့ပေမဲ့ပြောတဲ့အတိုင်းလုပ်ပေးလိုက်တယ်ဒါပေမဲ့ခေါင်းတလားက scanner ထဲဝင်သွားတဲ့အချိန်မှာဆက်ကချက်ချင်းအော်မီလာတယ် supervisor ကိုလှည့်စားဖို့ရှီလာကခေါင်းတလားအပြင်ဘက်မှာတတူအလှဆင်တွေရှိတယ်လို့လိန်ပြောလိုက်တယ်ဒါကြောင့်ခေါင်းတလားကချောချောမွေ့မွေ့ဖြတ်သွားနိုင်ခဲ့တယ်နောက်တော့ခေါင်းတလားကို hair star ပေါ်တင်လိုက်ပြီး lip နဲ့လူတစ်ယောက်ကတဲဆောင်သွားတယ်ဒါပေမဲ့လမ်းခွဲနားရောက်တော့ lip ကရုတ်တရက်တနက်ထုတ်ပြီးညာဘက်လမ်းကိုမောင်းဖို့အမိန့်ပေးလိုက်တယ်သူကခေါင်းတလားကိုအသုံးချပြီးဂိုင်းကိုပြန်လာခမဲအောင်လုပ်ဖို့စီစဉ်ထားတာပဲသူနဲ့သူ့မိမလွတ်မြောက်ဖို့အတွက်နှစ်ဆရန်ဆောင်တောင်းချင်ခဲ့တယ်ပတ်ဝန်းကျင်ရှင်းနေကြောင်းသိချပြီးနောက် lip ကအဲ့ဒီလူကိုကားပေါ်ကကန်ချလိုက်တယ်ဒီသတင်းပြန်သွားတဲ့အခါရွှေတုံးတွေရဲ့ပိုင်ရှင် Frank ကအရန်ဒေါသထွက်သွားတယ်သူက lip နဲ့ခေါင်းတလားကိုမြို့တစ်မြို့လုံးအနှံ့လိုက်ရှာဖို့အမိန့်ပေးလိုက်တယ်ခေါင်းတလားပြန်ရရင်စုကြေးပေးမယ်လို့လည်းပြောခဲ့တယ်ဒါပေမဲ့ကန်ဂျမာကတခြားအစီအစဉ်ရှိနေခဲ့တယ် lip ကခေါင်းတလားကိုရှေ့တစ်ခုထဲမှာဝတ်ထားပြီးသားဖြစ်တယ်သူကပတ်စံကိုအရင်မြင်ကျင်တယ်လို့ပြောလိုက်တယ်ပြီးမှခေါင်းတလားဒီနေရာကိုပြောမယ်ဆိုတာပဲနောက်တော့သူကတခြားကားတစ်စီးပြောင်းစီပြီးထွက်ပြေးမှုကိုဆက်လုပ်နေခဲ့တယ်သူကရှေ့လောက်ကိုလည်းခေါင်းတလားလာယူဖို့ဆက်သွယ်ထားခဲ့တယ်အဲ့ဒါကသူတို့ရဲ့လုံခြုံပြီးပျော်ရွှင်တဲ့ဘဝအတွက်အာမခံချက်ဖြစ်တယ်ဒါပေမဲ့အလဲမလုပ်ခင်လေးမှာမတော်တဆမှုတစ်ခုဖြစ်ပွားသွားတယ် lip ကပြေးဆောင်ရနေရာစီတယောက်တည်းရှောက်သွားနေချိန်မှာရှေ့လာကအဲ့ဒါကိုကိုယ်တိုင်မြင်လိုက်ရတယ် lip ဟာနောက်ကနေအတိုက်ခံလိုက်ရပြီးလွင့်ထွက်သွားခဲ့တယ်ရှေ့လာမတုံ့ပြန်နိုင်ခင်မှာပဲလူတစုကသူ့စီဝိုင်းလာခဲ့တယ်အဲ့ဒီအချိန်မှာပဲရှေ့လာရဲ့ဖုန်းထပ်မိလာတယ်အသက်မထွက်ခင်နောက်ဆုံးအချိန်နေမှာရှိတဲ့ lip ကနောက်ဆုံးအားနဲ့ရေးတော့လို့ပြောလိုက်တယ်ပြီးတော့ဖုန်းလိုင်းလုံးဝပြတ်သွားခဲ့တယ်ရှေ့လာကဝမ်းနည်းမှုကိုထိန်းပြီးရှေ့ထဲမှာရှိတဲ့ hair star ကိုရှာတွေ့သွားတယ်ကြည့်ရှုပေးတာကျေးဇူးတင်ပါတယ်ကြိုက်နေတဲ့ရင် subscribe လုပ်ပေးနိုင်ပါတယ်